Hello မင်္ဂလာပါ OZ page ကနေကြိုဆိုလိုက်ပါတယ်ရှင်။ရှာတီဥဒုအကူပြောင်းဆိုတော့ဒီရက်ပိုင်းအတွင်း OZ လေးကနှာနဲ့စီးနေပါတယ်။အဲ့ဒါကြောင့်မို့လို့သူ့ရဲ့နှာရည်တွေကိုခဏတုပ်ပေးနေရတာပေါ့နော်။အရှင်ခောက်တီတုံးကဆိုလို့ရှိရင်သူ့ရဲ့နှာရည်တွေကိုခဏတုပ်ပေးရလုံးလို့နှာခေါင်းသားတစ်ဝိုက်မှာနေရဲနေတာပဲ။နည်းနည်းလေးနာတယ်ဆိုတော့သူကအထိမခံဖြစ်နေခဲ့တာပေါ့နော်။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ OZ လေးကသူ့နှာရည်တွေကိုဘလောက်ပဲတုပ်ပေးပြုံးလေးနဲ့အစင်ကိုပြေးနေပါပြီ။အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ all season ကထုတ်တဲ့ baby soft moisturizing facial tissue လေးကိုအသုံးပြုနေလို့ပါဒီ tissue လေးကသဘာဝဝါသစစ်ကနေပိုးသက်ပြီးစနစ်တကျထုတ်လုပ်ထားတာဖြစ်လို့ chemical နဲ့ alcohol တွေလုံးဝမပါဝင်ပါဘူးအသားလေးကလည်းနူးညံ့ချုံးမွေပြီးတော့နှုတ်ရည်လေးလိုအစ်ဆက်နေတာပဲပြီးတော့ tissue ကအလွှာသုံးထပ်ပါဝင်တာဆိုတော့ရေဆိုတာနဲ့တော်ရုံမပြဲပါဘူးเนาะအဲ့ဒါကြောင့်မို့လို့ OZ လေးအိတ်တဲ့အချိန်ခေါင်းချွေးထွက်တဲ့အခါမှာတုပ်ပေးဖြစ်ပါတယ်OZ လေးအစားစားလို့လက်တွေပါးစပ်တွေပေချန်နေတဲ့အချိန်မျိုးတွေမှာလည်းတုပ်ပေးပါတယ်။ဒီတစ်ရှူလေးကဘေဘီလေးတို့ရဲ့မျက်နှာအညစ်အကြေးတွေသာမကဘဲနဲ့ခန္ဓာကိုယ်ဘယ်နေရာမှာပဲသုံးနာကျင်ထိခိုက်မှုမျိုးလုံးဝမရှိတဲ့အတွက်ကြောင့်မို့လို့ OZ လေးအတွက်တော့အရန်ကိုအဆင်ပြေနေပါတယ်။ပြီးတော့ OZ လေးအပြင်ထွက်တဲ့အခါမှာလည်းဟိုပြေးတီပြေးဟိုစော့တီစော့နဲ့ဆိုတော့ချွေးတွေအရန်ထွက်တာပေါ့နော်။ဒါပေမဲ့ဒီတစ်ရှူလေးနဲ့ခန္ဓာကိုယ်အနှံ့ပြားကချွေးတွေကိုတုပ်ပေးပြီးသွားတဲ့အခါမှာတော့ OZ လေးကအရန်ကိုအေးမြလန်းဆန်းပြီးတော့မှ fresh ဖြစ်သွားတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မို့လို့ဒီတစ်ရှူလေးကတော့နူးညံ့ချုံးမွေပြီးတော့မှဘေဘီလေးတို့အတွက်စိတ်ချလက်ချသုံးလို့ရပါတယ်။ all season ကနေထုတ်တဲ့နောက်ထပ်တစ်ရှူအမျိုးအစားလေးကတော့ cotton တစ်ရှူလေးပဲဖြစ်ပါတယ်။ဒီတစ်ရှူလေးမှာလည်း chemical တွေလုံးဝမပါဝင်မဲနဲ့စနစ်တကျပိုးသက်ပြီးတော့မှတန့်စင်ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘေဘီလေးတို့ကိုစိတ်ချလက်ချသုံးပေးလို့ရပါတယ်။ဒီတစ်ရှူလေးကကလေးလေးတွေအတွက်ပဲမဟုတ်ဘဲနဲ့လူကြီးတွေအတွက်ပါဘတ်စုံအသုံးဝင်တဲ့တစ်ရှူလေးပါ။လူကြီးဆိုလို့ရှိရင်တော့ makeup ဖြတ်တဲ့နေရာမှာပဲဖြစ်ဖြစ်မျက်နှာတစ်ပြီးတော့မှရေဘက်တိုက်တဲ့အခါမှာပဲဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်ဒီ cotton tissue လေးကိုအရန်ကြိုက်တဲ့အချက်ကတော့တုပ်လိုက်လို့ရှိရင်မျက်နှာမှာအမွှေးမြင့်နေလုံးဝမကြံခဲ့ပဲနဲ့ရေဆုပ်ယူအားလည်းအရန်ကောင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ရှင်OZ လေးမမေကတော့ဒီ tissue ကိုမျက်နှာနဲ့ခန္ဓာကိုယ်အတွက်ပဲသုံးတာမဟုတ်ဘဲနဲ့ထမင်းစားစပွဲမှာထမင်းနေဟင်းနေပြကြံနေတဲ့အခါမျိုးမှာလည်းတုပ်ပါတယ်အညစ်ကြေးတွေပြီးသွားပြီးတဲ့အခါမှာလည်းရေနဲ့တီချာလေးပြန်လျှော်ပြီးတော့မှထပ်ပြီးအသုံးပြုလို့ရပါသေးတယ်နော်ဒီ cotton tissue လေးနဲ့ OZ လေးရဲ့ထမင်းစားစပွဲကိုလည်းအစားစားပြီးတိုင်းတန့်ရှင်းလုပ်ပေးပါတယ်။ OZ လေးရဲ့ကစားစရာပစ္စည်းတွေမှာဖုံတွေအညစ်အကြေးတွေပေးချန်နေရဆိုရင် OZ လေးရဲ့အတွက်အန္တရာယ်ရှိနိုင်တာမို့လို့ဒီ cotton tissue လေးနဲ့အမြဲတမ်းတန့်ရှင်းလုပ်ပေးဖြစ်ပါတယ်။ဒီကဲတစ်တာကိုလည်းဒီ tissue လေးနဲ့တုပ်လိုက်လို့ရှိရင်လုံးဝပြောင်းလဲသွားတယ်နော်။ချက်ပြုတ်ပြီးပြီဆိုဒီလိုမျိုးညစ်ပတ်ပြီးကြံနေတဲ့ hot plate ကိုလည်းတုပ်လို့ရပါတယ်။ရေဆုပ်ယူမှုအားကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ OZ လေးရေချိုးပြီးတဲ့အခါမှာတော့အရေးကြီးတဲ့ခေါင်းကိုချအောင်လို့တုပ်ပေးဖြစ်ပါတယ်ရှင်။အခုလိုမျိုးဘတ်စုံအသုံးပြုလို့ရတဲ့ cotton tissue လေးကိုတော့ OZ လေးမေမေကအရန်ကိုသဘောကျသွားပါပြီ။ tissue ဆိုတာကတော့အိမ်တိုင်းလိုမှရှိတတ်တဲ့ပစ္စည်းလေးပေါ့နော်။အထူးသဖြင့်ကလေးရှိတဲ့အိမ်တွေမှာဆိုလို့ရှိရင်တော့မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းလေးပါ။ဒါကြောင့်မို့လို့တကယ်ကိုအသုံးဝင်တဲ့ဒီ tissue လေး2မျိုးအကြောင်းကိုပြန်လည်ပြီးတော့မှ sharing လုပ်ပေးလိုက်ပါတယ်ရှင်။